နေရှင်နေရခရီးသက်ရှင်အပိုင်းတစ်တကယ်ရှိတော့တနေ့ရတော့ချင်းမကောင်းလားနေရာဒီကျမရက်လည်းရောက်တော့မယ်ဆိုတော့လေမနေ့ပြန်ဆိုနေရာဒီကျမရက်ကရောက်ပြီဆိုတော့အေးဟုတ်တယ်ငါတို့တနေ့ရတော့ကြရအောင်လေအိမ်မနေရတာဖင်းဖို့ကောင်းတယ်ဟုတ်တယ်စပင်းအပြာနဲ့ကောင်မလေးနမရတော့စကူရဖြစ်ပြီစပင်းအပန်းနဲ့ကောင်မလေးနမရတော့လူစီဖြစ်ပါတယ်စပင်းအနေနဲ့ကောင်မလေးနမရတော့အိုရီဗီယာဖြစ်ပါတယ်အဲ့တော့လည်းပြန်တော့ကြရအောင်အခုတော့ဆိုင်ကြောင်းလေတက်တော့မှဆိုငါတို့အိမ်ပြန်ကြမယ်လေကိုနဲ့ဟဲ့မနေ့ဆိုရဖြစ်တရားကိုဘာကိုနဲ့လေအိုရီဗီယာရဲ့ဟုတ်တာပဲဟဲ့နင်းရလေဒုက္ခပါပဲမမလို့ပါဟဲ့ကဲအဲ့ဆိုတော့ကြရမယ်နော်အင်တာနက်လက်ကကြရင်စောထနော်အေးပါအိုရီဗီယာရဲ့ကျောင်းတော့ပြန်ရောက်လာပြီပဲပြန်မလိုက်တာမနေ့ကကြရင်တနေ့ချင်းလည်းဖြီးသက်ကမှဆိုဒီနေ့ပဲတခါလေးရှိချထားလိုက်အောင်စောစီထားမှဆိုလေစောစီအိတ်ကအောင်မယ်โอเคရှိရှောမယ်ပြန်ကြည့်ရလာဖေးရလည်းလက်ပင်ဝါရစားကြည့်ပါဦးမြားတရှိပြင်းနေတဲ့ယောက်ျားပိုင်းလို့ကြည့်ပါဦးမြားမလေးအဲ့တရှင်နေတော့ပြန်တည်ရပါတယ်ဒီပြီးပြီဆိုတော့ဒီအန်ဂျယ်လေးတေးတမောလို့အိလိုက်ပါဦးမယ်ဟဲ့တေးတမောလောက်ပေါ့နော်တေးတမောဟဲ့ဟာညရောက်တော့ပြီပဲနော်တေးတမောအိတာမထူးပါဘူးဟဲ့ညစားလည်းမမီတော့ဆိုတော့ကြီးမှာမုတ်ပဲတောင်းဝဲပြီးတော့ဒီမှာထိုင်စားလိုက်တော့မင်းတပီလေးကြည့်ပြီးတော့မလေးကိုလေးလိုက်ယူသွားမယ်ကိုအခီရပြီအမဒါလေးရှိမနော်ဟုတ်ကဲ့ဝယ်ယူမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ရှင်ဒီကိုအိမ်သားလေးမှာဂျင်းကြီးချီရတော့ပူကောင်းတာပေါ့ဘာလို့ဆိုကိုဝယ်ရှင်တဲ့နေရာမှာဝယ်လို့ရတယ်ညဘက်လည်းမပဲ့ဘူး12နာရီထိဆိုတော့ကောင်းတာပေါ့ဒါလို့လည်းအိတ်တဲ့သူရတော့ဟေးမအိတ်တာမုံမနဲ့အိမ်ညပဲမအိတ်တာဒီနေ့စောအိတ်တာမယ်တပီလေးကြည့်ပြီးတော့အိတ်လိုက်တော့မယ်လာတပီလေးကြည့်လိုက်ပါမယ်အိမ်မဆောဟာကောင်းတာပဲကောင်းတယ်သူအကောက်လေးကိုလည်းတောပြီးတော့နာဖိုးလိုက်အောင်မယ်ပြီးသွားဆိုအင်းကြီးလေးတက်မယ်အဲ့တော့အရှင်နေပြီအပိုင်းနေမြော့